အခုခေတ်မှာခေတ်စားနေတဲ့စာရေးပြီးပတ်စံရှာနိုင်တဲ့ copywriter ဆိုတာပါလေအားလုံးပဲမင်္ဂလာပါတက္ကရာမကျိုးဆိုပါတယ်ကျွန်တော်တော့တက္ကရာမကိုဆိုင်ဖြစ်ပါတယ်အခုခေတ်မှာ digital marketing ခေတ်စားလာတာနဲ့အများဒီ online ပေါ်မှာလူကြိုက်များပြီးဝင်ငွေကောင်းတဲ့အလုပ်ကိုင်တစ်ခုရှိလာပါတယ်အဲ့ထက်မှ copywriter ဆိုတဲ့အလုပ်တွေတစ်ခုအပါအဝင်ဖြစ်ပါတယ်တော်တော်များများကစာရေးတယ်ဆိုရင်ပညာရေးတာဝတ္ထုရေးတာဒါမှမဟုတ်ဘလော့စာအုပ်ရေးတာလို့ပဲထင်နေကြတာပါဒါပေမဲ့မြန်မာခေတ်ရဲ့ copywriting ဆိုတာကရိုးစာရေးတာမဟုတ်ပါဘူးပရိသတ်ရဲ့စိတ်ဓာတ်ကိုပညာပါပါဆွဲဆောင်ပြီးတော့ကုန်ပစ္စည်းတစ်ခုဝယ်လာအောင်ဒါမှမဟုတ်စရင်သွင်းလာအောင်အဲ့လိုမှမဟုတ်ပဲ click နှိပ်လာအောင်စာနဲ့ကြည့်လို့ရတဲ့ပညာရေးတစ်ခုဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ copywriter တယောက်ရဲ့အဓိကတာဝန်တွေကပါလဲဘယ်လိုစာမျိုးတွေရေးရတယ်လဲဆိုတာကိုအသေးစိတ်ရှင်းပြပေးတော့ပါမယ် copywriter တယောက်ဘာတွေရေးရတယ်လဲဆိုတာကိုကိုယ်တိုင်နေ့စဉ်ကြုံတွေ့နေရတဲ့ဥပမာတွေနဲ့ကြည့်ကြည့်အောင်ဗျာ online မှာပစ္စည်းရောင်းဖို့တင်ထားတဲ့ကြော်ညာစာတမ်းတွေဥပမာဒီ website တစ်ခုတည်းဝင်လိုက်တာနဲ့ပထမဆုံးမြင်ရတဲ့အခုပဲဝယ်ယူလိုက်ပါအခမဲ့စံတော့ကြည့်လိုက်ပါဆိုတော့ဆွဲဆောင်မှုရှိတဲ့စာတမ်းတွေ TikTok ဒါမှမဟုတ် YouTube ကြော်ညာဗီဒီယိုတွေမှာပြောထားတဲ့စီယုံရေးစကားပြော script တွေကုမ္ပဏီကနေတိကျနေတဲ့ရောက်လာပြီးရောင်းကုန်တွေကိုကြော်ညာထားတဲ့ email စာဆောင်တွေဒီစာတွေအားလုံးကိုစိတ်ပညာစီးနေတဲ့တုံးရေးထားရတာဖြစ်ပါတယ်ဒီတိုင်းစိတ်ထင်လို့မျိုးရေးလို့မရပါဘူးဒါဆိုရင် copywriter အလုပ်လုပ်ဖို့အတွက်စိတ်ပညာတွေအများကြီးလိုတာလားဒါမှမဟုတ်ဘယ်လိုရည်ချင်းတွေလိုလဲပထမဆုံးကစိတ်ပညာနားလည်မှုလူတွေဘာကြောင့်ပတ်သက်တောင်းရတယ်လဲဘာကိုကြောက်ကြတယ်လဲဘာကိုလူချင်းကြတယ်လဲဆိုတော့လူတွေရဲ့ရင်ထဲကဆန္ဒကိုနားလည်ရပါမယ်နောက်တစ်ခုကစာကိုတူတူနဲ့ထိထိရောက်ရေးနိုင်ဆိုတော့ဒါမျိုးစာရေးဆရာတွေလို့စာလုံးအလားလေးစာပတ်အရှင်ကြီးတွေတုံးကြမလို့ပါဘူးလူတွေနားလည်လွယ်မယ်ပြီးရင်လူရှင်းမယ်ဆွေးမဖက်စကားလုံးတွေကိုပဲတုံးရတာပါနောက်တစ်ခုကကျတော့ AIDA framework ကိုတက်မြောက်ခြင်းပါ AIDA framework ဆိုတာ A က attention စာဖတ်သူတတိထားမိအောင်ဖန်ဆင်းခြင်းပဲဖြစ်ပါတယ်နောက်တစ်ခုက I က interest စိတ်ဝင်စားမှုဖြစ်ပေါ်ခြင်းပါနောက်တစ်ခုက desire ပစ္စည်းကိုလိုချင်စိတ်ပေါ်လာအောင်လှုံ့ဆော်ခြင်းနောက်တစ်ခုက A က action အခုပဲဝယ်လိုက်ပါဆိုတဲ့လှုံ့ဆော်ချက်စီကိုပေါ်ဆောင်ပေးတာပါစီးပွားရေးလုပ်ငန်းတိုင်းမှာပစ္စည်းရောင်းရဖို့လိုအပ်နေတဲ့များကာလပတ်လုံး copywriter တွေရဲ့လိုအပ်ချက်ကညှော့နေတော့မှမဟုတ်ဘူး agency တွေမှာဝန်ထမ်းအဖြစ်အလုပ်ဝင်လို့လုပ်ရသလို work from home အနေနဲ့အိမ်မှာနေပြီးနိုင်ငံခြားကုမ္ပဏီတွေကနေ freelance copywriter အဖြစ်အလုပ်လက်ခံပြီးပေါ်လာတဲ့ဝင်ငွေရှာလို့လည်းရပါတယ်မြန်မာခေတ်ရဲ့ high income skill တစ်ခုပြတာကြောင့်မလို့ကိုယ့်ရဲ့စာရေးနိုင်စွမ်းပြီးရင်ကိုယ့်ရဲ့အယောင်စွမ်းရည်တိုးတက်လာတာနဲ့အများရရှိမဲ့လာစာနဲ့အကျိုးအမြတ်ခံစားခွင့်ရတယ်မြင့်မားလာပါဖြစ်ပါတယ်အချုပ်အနေနဲ့ပြောရရင် copywriter ဆိုတာစာရွက်ပေါ်ကရောင်းသူတွေပဲဖြစ်ပါတယ်ဒီကလူတွေရဲ့စိတ်ဓာတ်ကိုလေ့လာရတာကြိုက်တယ်ပြီးရင်စာတူလေးတွေနဲ့လူတွေကိုဆွဲဆောင်ရတာဝါသနာပါတယ်ဆိုရင်တော့ဒီ copywriting ဟာတဲ့အတွက်လေ့လာတဲ့အလုပ်ကောင်းမှုနဲ့ skill တစ်ခုဖြစ်ပါတယ်လေ့လာတဲ့အချိန်မှာလည်းအားလုံးအချိန်လေးမှာတရက်ကို2နာရီဒါမှမဟုတ်3နာရီလောက်အချိန်ပေးပြီးလေ့လာလို့ရတဲ့ဘာသာရပ်တစ်ခုဖြစ်ပါတယ်ဒီဗီဒီယိုလေးက copywriting အကြောင်းလက်ဖွင့်သွားစေခဲ့တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့တောင်းဆိုပါတယ်နောက်ဗီဒီယိုမှာပြန်ပြီးတွေ့ဆုံကြပါမယ်